င်္ဂလာပါညီမကတော့ဒီနေ့မှာလဲလဲမှာမြန်မာငွေ2000နဲ့ဘလို့အစားအစာမျိုးတွေကိုဘိုက်ပြင်းအောင်စားလို့ရမလဲဆိုတော့လိုက်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ညီမနဲ့အတူတူလိုက်ကြည့်ပေးပါအောင် Let's go ခုမှတော့ညီမတို့ကအယုံဆုံးဝက်ကုတ်သားကင်စားပါမယ်အခုဒါဘယ်လိုရောင်းလဲမသိဘူးရှင်တစ်ချောင်း1500သားကင်ကဒါထောင်ကဖြစ်ပါတယ်။သူ့ရတာကလည်းချိုချိုလေးနဲ့ဘာကြလဲစိတ်ဖြစ်တယ်အစင်လည်းဖြစ်တဲ့အတွက်ညီမတို့ကဒီအားလေးစားပြီးနဲ့နောက်တစ်ဆိုင်ထပ်ချောင်းဖြစ်ပါတယ်။အကြည့်ပေးပါဦး။တို့ကအချင်းမောင်းစားမှာဖြစ်ပါတယ်။အဲ့တော့အချင်းမောင်းစားလိုက်ခဲ့ပေးပါဦး။မအချင်းမောင်းဘယ်လိုရောင်းလဲ။ဒီမျိုးနဲ့ထောင်အစုံ3000ဒီနှစ်မျိုးပါရင်3000ဒီနှစ်မျိုးပါရင်3000ညီမဒီနှစ်မျိုးပေးပေးနော်။တရက်သီးနဲ့နရမ်းပြားနဲ့အတိုင်းနဲ့လား။ဟုတ်ငါပြားရင်နဲ့ပဲ။အဲ့နဲ့ထပ်ဆွပေးနော်အဲ့ဆိုရင်တော့ညီမကတရားလို့စားပြမှာဖြစ်ပါတယ်အရင်မိုက်တယ်ဒါကတော့3000ဖြစ်ပါတယ်ခဏလည်းဝက်ကုတ်သားက1500တရား3000ဆိုတော့ညီမမထင်15000နဲ့900ရှိပါသေးတယ်ထပ်ပြီးတော့ရှောက်ပတ်ပြီးစားပါအောင်မယ် like ကြည့်ပေးပါဦး။နိုင်ကြကြောလုံးပေါင်းမလို့ရောင်းလဲမသိဘူး။မလို့က3000လားဟာလားကြကြောကြကြောကြီးပဲညီမ3000ပို့ပေးနော်။ရတာရှယ်တော့ဒီမိခွေပဲစိုက်တယ်10သားကို3000 20သားကို5000 20သားကိုမြည်ကြည့်10သားပဲပဲ10သားထက်သွားမယ်ပြီးတော့မှတနေ့ရမှာထိုင်စားပါမယ် let's go မွေးငါရသေးလားမသိဘူးဟုတ်ညီမမွေးငါဘယ်လိုရောင်းလဲမသိဘူးအလို့2000အကျော်နဲ့2500ဆိုညီမကိုအိုးပဲဦးနဲ့ပြီနော်အိုးပဲဦးနဲ့တွေ့စားမယ်နော်အဲ့တော့မွေးငါကအိုးပဲဦးနဲ့3000ဖြစ်ပါတယ်အဲ့တော့မွေးငါလေးစားလိုက်ပါဦးမယ်ဘိုက်စာညံနဲ့တော့မယ်ညီမလက်ထဲမှာပတ်စံကလောက်ကျန်လဲဆိုတော့ကိုရောနိုင်ငံကကျမသိတယ်အဲ့တော့ဒါလေးတွေဆက်စားပြီးတော့ဒီကြရင်ဘယ်နေရာထပ်သွားမလဲဆိုတာကိုကြည့်ပြပါအောင်ဒါလေးတော့ကိုအောင်စားလိုက်ပါဦးမယ်အေးက raspberry ရလားမ raspberry ကဘယ်လိုရောင်းလဲ2000မှာညီမလေးတစ်ခွက်ပေးနော်ဘောငါစားလာပြီးသွားပြီဆိုတော့အခုမှတော့အေးအေးဆိုတဲ့မှာဖြစ်ပါတယ်အေးက2000ပဲရှိတယ်အရင်တန်အဲ့တော့ဒီမှာ4500ကျန်တယ်4500နဲ့ထပ်ပြီးတော့စားပါအောင်မယ်လိုက်ခဲ့ပါအောင်မြန်မာငွေ2000နဲ့တငယ်စင်းနေနဲ့ကို9ရက်မှာလာပြီးတော့အတူတူဒိတ်ကြမယ်ဆိုရင်လှည့်တန်းကိုလာဖို့ဖိတ်ခေါ်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်